နီကိုလေခရူသူကတော့ဖလော်ရီဒါကအထက်တန်းကျောင်းတစ်ကျောင်းကိုဘာကျောင်းပြချက်မှမရှိဘဲတန်းတန်းနဲ့ဝင်ခဲ့သူပါသူဟာမသက်မှတ်ခင်မှာသူ့ရဲ့ရွေးချက်ကလူအယောက်20ထိဖို့ပါလို့သူ့ဗီဒီယိုမှာပြောထားပါတယ်သူဟာသူကိုယ်ပိုင်တရားဝင်တန်းတန်းနဲ့ခဲ့ပြီးထိုတနက်ကိုဝယ်တော့ကတငယ်ချင်းတွေနဲ့အမဲလိုက်ထွက်ဖို့ဆိုပြီးဝယ်ခဲ့တာပါသူရဲ့ပြစ်ခတ်မှုမှာ18ယောက်က18ယောက်ဒဏ်ရာရခဲ့ပါတယ်သူဟာသူ့ပြစ်တွေအကုန်လုံးကိုဝန်ခံခဲ့ပြီးစိတ်ပြည့်စရာကောင်းတာဟာသူဟာတရားဝင်မှာတခြားလူတွေနဲ့တောင်ရေမောနေခဲ့တာပါသူ့လုံရဲ့အတွက်သူနောက်တရပါတယ်သူ့မှာဒုတိယခွင့်ရတာရှိရလူတွေကိုကူညီတဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ်မင်းယုံလားမယုံလားတော့ငါကြည့်မဆိုင်ဘူးမင်းတို့ချစ်တယ်လို့တရားခွင့်အတွဲမှာပြောကြားခဲ့ပြီးသူဟာသူခဲ့တဲ့လူ18ယောက်စီအတွက်တသက်တကြုံ18ခါလူငယ်ခွင့်မရှိဘဲပြစ်ဒဏ်ချခဲ့ပါတယ်နောက်တစ်ယောက်ကတော့အသက်15နှစ်ရွယ်အလစ်စတာဘူစတာမာတင်သူကတော့အသက်15နှစ်ရွယ်ကောင်းမလေးဖြစ်ပြီးအဖိုးဖွားမောင်နှမတွေနဲ့အတူစိတ်မာတဲမှာနေထိုင်ခဲ့သူပါအော်တိုဘာလ21ရက်2009ခုနှစ်မှာသူရဲ့အိမ်နီနာချင်းဖြစ်တဲ့9နှစ်ရွယ်အလစ်ဘတ်ကိုအိမ်နောက်မှာရှိတဲ့တုံးအုပ်ထဲခေါ်ဆောင်ကဓာတ်နဲ့ထိုးခဲ့ပြီးလဲချောင်းကိုပါဖြတ်ခဲ့တယ်လို့သိရပါတယ်ပြီးတော့သူခွဲလေးသွားတဲ့အုပ်ကူထဲမြုပ်ခဲ့ပြီးသွားတဲ့အခါဖះเจ้าကပွဲကိုဘာမှမဖြစ်ခဲ့သလိုပဲသွေးအေးစွာသွားခဲ့ပါသေးတယ်။အလစ်ဘတ်ရဲ့အလောင်းကိုအလစ်ဆာဟာလူခဲ့ကြောင်ဝန်ခံပြီး2ရက်ကြာမှရဲတွေတွေ့ရှိခဲ့ပါတယ်။သူဟာအလစ်ဘတ်ရဲ့မိသားစုကိုတောင်းပန်စာရေးပေးခဲ့ပေမဲ့လည်းတရားသူကြီးကအလစ်ဆာကိုတသက်တကြုံထောင်ထဲချမှတ်ခဲ့တာပါ။သွေးအေးစွာဘာမှမဖြစ်သလိုပဲအေးဆေးနေခဲ့တဲ့အလစ်ဆာကိုအရန်ကိုအံ့ဩမိပါတယ်။ကန်ဒရာကို19နှစ်ရွယ်ထက်တန်းကျောင်းသူကန်ဒရာကိုဟာMish Me ဆိုတဲ့ထိတ်တဲ့အပေါ်ကိုအသုံးပြုက Perry Nighter ဆိုသူနဲ့ချက်ကြိုင်ဟန်ဆောင်ခဲ့ပါတယ်။သူဟာ Perry Nighter ကိုသူမအားတွေ့ဖို့ပြောဆိုခဲ့ပြီးPerry ကလည်းသူ့တငယ်ချင်းမန်နီဆိုတဲ့သူ့တငယ်ချင်းတယောက်ကိုလာရောက်တွေ့ခဲ့ပါတယ်။ကိုဟာသူတကယ်ရေးစားကန်ဒရာဘက်စီ18နှစ်နဲ့အတူကားကိုလူရက်ခဲ့ပါတယ်။ကန်ဒရာဟာအရင်ဆုံးကားပေါ်တက်ပြီးမီးနဲ့ငယ်ကြားတဲ့ခါမှသာကန်ဒရာဟာကားပေါ်တက်ပြီးလက်နက်နဲ့ချိန်ချောက်ခဲ့တာပါ။မန်နီဟာကန်ထရီရဲ့တနက်နဲ့နှခါချင်းကိုခံခဲ့ရပြီးတန်ရောင်ရောက်ခဲ့ပေမဲ့မဆုံးခဲ့ပါဘူး။တရားရုံးကကန်ဒရာကိုအနည်း20ထောင်နဲ့ကြားမှတ်ခဲ့တဲ့အခါကန်ဒရာရဲ့မိခင်အောင်ငိုတဲ့ဗီဒီယိုဟာအင်တာနက်ပေါ်မှာဗက်ဂျူအယ်ဖြစ်ခဲ့ပါတယ်။ကန်ဒရာကပယ်ရီနဲ့မန်နီကိုတောင်းပန်ပြီးနောက်မှာတော့သူတို့ဟာကန်ဒရာကို20ကနေ17နှစ်ထိပြစ်ဒဏ်ကိုလျှော့ချပေးခဲ့ပါတယ်။တန်တာရိုက်ကတော့သက်18နှစ်ရွယ်ကောင်လေးတဦးဖြစ်ပြီးကလီးဆိုတဲ့ထက်တန်းကျောင်းသားတဦးရဲ့ဖနက်တင်အဝတ်စားတွေပြင်မှုရဲ့စေဝါတွေကိုလူရက်ဖို့စီစဉ်ဆွဲခဲ့တာပါတန်တာရိုက်ပြင်အခြားနှစ်ဦးကပါစီစဉ်ရေးဆွဲခဲ့ပြီးကလီးကလူရက်နေစေအတွက်ပြန်လဲခုခဲ့တာကြောင့်ကလီးရဲ့နောက်စေကိုတနက်နဲ့ခဲ့တာပါကလီးရဲ့မိခင်ကနေရဲ့ကလေးတွေကိုဘယ်တော့မှပြိုးထောင်နိုင်မှာမဟုတ်ဘူးနေကဒီထဲမှာပါတသက်လုံးနေတဲ့နေကငါတောင်းကိုလူယူသွားတာလို့ပြောခဲ့ပါတယ်တန်နာကတော့လောင်နေခဲ့ပြီးငါမကြခဲ့အိပ်ပြရတော့မှဆိုပြီးချိုးမပြေစွာထပြောခဲ့တာကြောင့်တရားသူကြီးအပါဝေတရားဝင်နေရှိလူတော်များများကဒေါသထွက်ခဲ့ပါတယ်။တရားသူကြီးကတန်နာကိုထောင်ဒဏ်52နှစ်ချမှတ်ခဲ့ပြီးတန်နာကတော့မထီမဲ့မြင်အမှုရောက်ကိုသာပြသခဲ့ပါတယ်။တူနဲ့ပစိန်ကိုလူလက်နဲ့ဖြတ်အသုံးပြုခဲ့တဲ့73နှစ်ရွယ်အန်တိုနီယိုနဲ့14နှစ်ရွယ်နေတန်ဖော့သူတို့ဟာတူနဲ့ပစိန်ကိုလူနဲ့ဖြတ်အသုံးပြုကအသက်86နှစ်အရွယ်အန်တိုနီယိုရဲ့အပင်ဘာဘရာအော်ဆန်ကိုနဲ့ခဲ့တာပါဘာဘရာအော်ဆန်စီကပတ်စံယူပြီးပီဇာနဲ့ဆေးလိုက်ဝဲတောက်ဖို့သူတို့နှစ်ဦးကရွေခဲ့တာဖြစ်ပြီးပတ်စံမပင်ရဲ့အာနယ်နဲ့သုံးမယ်လို့ရွေခဲ့ကြောင်းအန်တိုနီယိုကပြောခဲ့တာပါဘာကြောင့်လဲလို့တရားသူကြီးအမေတော့ဘို့လို့ပြောပါတယ်နေတန်ဘော့ဟာသူလုပ်ခဲ့တဲ့အရာတွေအတွက်အရန်ကုန်မှစိတ်မကောင်းဖြစ်ခဲ့ရပါတယ်လို့နေတန်ဟာဖို့ကောင်းဆောင်သူကအန်တိုနီယာဖြစ်ပြီးအန်တိုနီယာကတော့တူတူခဲ့တာလို့ပြောပါတယ်သူတို့နှစ်ဦးကထောင်နဲ့တသက်တကြုံချခဲ့တာဖြစ်ပါတယ်